ကူးထည့်တဲ့ကိစ္စကိုသွားမယ်ဒီပုံထဲမှာ color ရှိတာဒီ group ရှိတယ်အဲ့ဒီကနေ right click နေပြီးတော့ duplicate group ဆိုတာရှိတယ်အဲ့ဒါလိုက်ပြီးတော့ color ဘာလို့လိုက်ပြီး copy ပွားလိုက်ဘာဘယ်ပုံနဲ့ထည့်မှာလဲအဲ့ color တွေကို2ရဲ့ထည့်เนาะဒါဆိုရင်ဒီမှာက1ဒီမှာပါလဲ2တွေကိုရွေးလိုက် okay နှိပ်လိုက်ရင်ပုံပုံနဲ့ပါပြတ်သွားပြီဝင်လာကြည့်ကြည့်အောင်ဝင်သွားပြီနော်နှခမ်းနေရတယ်လွယ်ခဲ့တာနှခမ်းပုတ်ခဲ့တာလေးလေးအမက်စနဲ့အဲ့တော့အဲ့နေရာပြင်မှုလို့ဒါဆိုဘာလို့မရှိတရားပြန်ဖွင့်မယ်ဘယ်နေရာလဲနှခမ်းမဟုတ်တာအေး lip ပေါ့အဲ့ဒါနာမည်ပေးခဲ့မှုပြောတာအဲ့ဒါပဲဘယ်နာမည်မပေးခဲ့ဘူးဆိုဘယ်နေရာမှာနှခမ်းလုပ်ခဲ့မှမသိဘူးလိုက်ရှာတာအဆင်ပါလို့မပြေတော့အမှ lip အဲ့တော့ပြင်ပါလို့အရင်ဖြတ်မယ်ဒါဆိုအမဲဆိုအမဲရင်ထားအဲ့ဒီလွဲနေနေရာပါလို့အရင်ဆုံးဖြတ်လိုက်ဘယ်နေရာပြင်ဖြတ်လိုက်ဖြတ်ပြီးသွားပြီဆိုမှပါလေအဖြူပြန်ထားပြီးဘယ်နေရာပြန်ဆိုရမယ်နှခမ်းအကြောင်းတွေပါညှိစရာမလိုဘူးဒီအရာတိုင်းပဲ original တိုင်းဖြစ်လာလိမ့်မယ်ဒါလေးနည်းနည်းလွယ်တော့ပြင်လိုက်အောင်ကျွန်တော်လည်းဘာမှလုပ်စရာမလိုဘူးโอเคဒါပြီးသွားပြီကာလာပြီးသွားဆိုဒါဘာလို့မလဲ comment option 8ပါလေပြီး comment တွေပွားမယ်နောက်ဆုံးစင်းရောက်ပြီးဘယ်ထဲဝင်လောက်ရမလဲဟုတ်ဒါဆိုရင် filter camera raw filter တွေဝင်ဘာတွေလောက်ရမလဲဘာလို့ကြည့်လိုက်ဒါပဲလေဘာမှတော့ contract decision ရုပ်နေကြမလို့ဒီကနေပြီးပါလေ one new sorry one new ပါလေပြီးသွားပါလေ okay နဲ့ပြောင်းလာပြီးပြီနောက်ပုံကပြန်အရင်မြန်သွားတယ်အဲ့ခုပုံနဲ့ဒီပုံပြန်ရှင်းကြည့်မယ်ဆိုဒီပုံရဲ့ color look ကဒါ color look ကိုပြောင်းလာမပြောင်းလို့ဒီပါတစ်ခုလေးပဲအယောင်အစားအကုန်ထုတ်ပြီး comment တွေပါလေစေးပြီးသွားပြီနောက်ပုံတွေလောက်ရတာမြန်လားမမြန်ဘူးမြင်တယ်ခဏရမယ်ဘယ်လိုကြည့်အောင်လဲ